လက်တွေ့ဒီကောင် မြေစင်အကောင်းတယ်နော် အာမူရတော့ အာမိုကျွေးတာ168 ဟိုဘော ရွှေနေမျိုး အဲ့မှာအဖူးတော့လာပြီဒီမှာအဲ့ဖူးလာတဲ့အတွက်အဲ့ကောင်အပင်လုံးကြီးလာတော့မယုံမှတ်ထားတော့ဆို ဟုတ်တယ်ဆိုအဲ့မှာဒီလိုကန်ကြီးလိုက်တာနဲ့ရောလေမကြီးတော့ဟိုဖြစ်သွားပြီအပန်လုံးထွားရတယ်တဲ့အစိတ်လေးအဲ့လောက်မကြည့်ဘူးလေစိတ်တော့စိတ်ပါ အလောတော့ပဲ လောတော့ပဲကြီးလာနေစိတ်သွားမှာပါ ထပ်စိတ်တာပေါ့မဟုတ်ပူသွားမှာလေ ပူသွားမှာလေဒီပုံစံတိုင်းကဆက်သွားရင်ပူသွားမှာပူသွားမယ်ဆိုတာပူတာပူကောင်းနေလေအပန်လုံးထွားရင်ပူသွားမှာအပန်လုံးမထွားဘူးဆိုရင်တော့မြင်တော့ ဘယ်လိုလဲတို့က မရှိဘူးလို့လည်းမပြန်ဘူး မကြီးဟိုအပင်လုံးကြီးအဲ့ပင်လုံးကြီး ဒီပန်လေးတွေကြတော့ဟိုနေရာနဲ့နည်းနည်းလှမ်းတော့သူကတော့ကောင်းဟုတ်ဆိုရင်နည်းနည်းလေးဟိုပန်လေးကြာနည်းနည်းလေးထိသွားတော့ကြာတာပေါ့ မကြပါဘူးတက်တော့မိပါလား ပြီးပါစားလေးနဲ့ပုံမှန်လေးဆိုရင်တော့ဒါကတော့ဘာမှမဖြစ်ဘူးဒီ ဒီမှာစိတ်ချပါပြီသူကစိတ်ချပါကိုကနောက်ကြမလို့ဖြစ်သွားပြီ ရေလုံး သူ့ တော့ နောက်မှာပဲဆံပုံပေါ့ ဘာဖြစ် ဂျန်ယူတက်တာနော်အပန်လုံးအနေထားလေးမှန်နေပြီလား ရွှေနီအယိုးဘာဖြစ်တာโอเคတော့ပြီပင်နေပြားနဲ့ဆို တို့စိုက်တာတို့တော့